တခါတော့ကဝတ်ဆောင်ပွဲလေးတစ်ခုမှာဘုန်းကြီးတစ်ပါးကယဟန္တာကြီး Saint Ignatius ကယဟန္တာဖြစ်မဲ့ကျင့်စဉ်လေးတစ်ခုကိုသင်ပေးတယ်အဲ့ retreat ဘုန်းကြီးကဗာပြောလဲဆိုတော့သင်တို့တဲ့သခင်ခရစ်တော်ကိုမျက်မြင်ကိုယ်တွေ့ခန္ဓာနဲ့တွေ့ရမယ်ဆိုရင်တဲ့ဘာလို့မလဲတဲ့ဒီမိဂုံးလေးဖြစ်တယ်သခင်ခရစ်တော်ကိုကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ခန္ဓာကြီးနဲ့တွေ့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲစဉ်းစားပါစဉ်းစားခိုင်းပြီးသွားတဲ့အခါကျတော့ဘုန်းကြီးကကဲဟုတ်ပြီဘာလုပ်မယ်တချို့လူတွေကြတော့သခင်ခရစ်တော်ရှင်မှာဒုထောက်ပြီးတော့ရှ िख ိုးမယ်တချို့လူတွေကြတော့သခင်ခရစ်တော်ရဲ့ခြေထောက်ကလေးကိုနမ်းမယ်တချို့လူတွေကြတော့သခင်ခရစ်တော်ရဲ့လက်ကိုနမ်းမယ်တချို့လူတွေကြတော့သခင်ခရစ်တော်ကိုအဝေးကနေပဲကြည်နေမယ်ဘာဖြစ်လို့လဲဆိုတော့ငါအပြစ်တွေအယမ်းများတယ်ဆိုတော့သင်ရောသခင်ခရစ်တော်ကိုတွေ့ရမယ်ဆိုလို့ရှိရင်ဘယ်နေရာမှာနေမလဲခြေထောက်နမ်းမလားအဝေးကနေပြီးငါအပြစ်သားပါလို့ကြည်နေမလားဒါမှမဟုတ်ရင်သခင်ခရစ်တော်ကိုလက်သွားနမ်းမလားဒါပေမဲ့ယဟန္တာကြီး Ignatius ကတော့ဘာပြောလဲဆိုတဲ့အခါကျရင်သူသခင်ခရစ်တော်ကိုတွေ့ရင်တဲ့တခါတဲ့တငယ်ချင်းတယောက်ကိုတွေ့ရတယ်လို့အာရပါရကြီးဖတ်ပြီးတော့သခင်ခရစ်တော်ကိုနမ်းမယ်တဲ့ချစ်လာစွာသောဘာသူဓမ္မမိတ်ဆွေအပေါင်းတို့ကျွန်တော်တို့အတွေးကကျွန်တော်တို့ဘယ်လိုလဲဆိုတာကိုဖော်ပြပါတယ်ကျွန်တော်တို့တွေးတဲ့အတိုင်းကျွန်တော်တို့ဟာဖြစ်ပြတယ်ဦးနောင်ကမေးတဲ့မေးခွန်းလေးမှာသင်သာသခင်ခရစ်တော်ကိုတွေ့ရရင်ဘယ်နေရာမှာနေမလဲတကယ်တော့သခင်ခရစ်တော်ကိုတွေ့တဲ့အခါမှာယဟန္တာကြီး Ignatius ကကိုယ်တငယ်ချင်းတယောက်ကိုချစ်ရတဲ့လူတယောက်ကိုတွေ့တဲ့အခါမှာနှစ်ကာကြီးဖတ်ပြီးနမ်းရှုပ်ခွင့်သခင်ခရစ်တော်ပေးပါတယ်အဝေးကနေနေပြီးတော့ငါအပြစ်ရှိတဲ့အပြစ်သားငါကတော့ခြေထောက်နဲ့ပဲထိုက်တန်နေငါခြေထောက်ကိုပဲနမ်းမယ်ဆိုတဲ့အခွင့်အရေးမျိုးသခင်ခရစ်တော်မပေးပါဘူးဘာကြောင့်ဒီကနေ့ဒီအကြောင်းအရာလေးကိုဝေမျှတယ်လဲဆိုတဲ့အခါကျရင်ဒီနေ့သခင်ခရစ်တော်ပြောတဲ့ပုံဥပမာလေးကကျွန်တော်တို့တူးစီအတွက်ထောက်ရှုစဉ်းစားဖို့ကောင်းတဲ့ချက်ကလေးဖြစ်ပါသခင်ခရစ်တော်ကဘာပြောလဲဆိုတော့ဥယျာဉ်ရှင်ပိုင်ရှင်တယောက်ကတဲ့မနဲ့အစောကြီးထပြီးတော့သူ့ဥယျာဉ်ခြံမှာအလုပ်လုပ်ဖို့အတွက်လူတွေကိုလိုက်ရှာတယ်တဲ့ရှာတဲ့အခါမှာတွေ့တဲ့အခါမှာသူ့ဥယျာဉ်ကိုအလုပ်သွားလုပ်စေတယ်ဒါပေမဲ့ဥယျာဉ်ကြီးကကြီးတဲ့အခါကျတော့အလုပ်သမားမလောက်တဲ့အခါကျတော့9နာရီအချိန်မှာလူထက်သွားရှာတယ်12နာရီအချိန်မှာလူထက်သွားရှာတယ်3နာရီအချိန်မှာလူထက်သွားရှာတယ်9နာရီအချိန်မှာလူထက်သွားရှာပြီးသူ့စပြည့်ဥယျာဉ်ခြံမှာလှုပ်စေတယ်တဲ့ဒါပေမဲ့ညနေဆောင်လို့လကပေးတဲ့အချိန်မှာညနေ9နာရီလာအလုပ်လုပ်တဲ့လူကိုဒင်နာရီတပြားပေးတယ်တဲ့အဓိပ္ပာယ်ကတော့မနဲ့မိုးလင်းတဲ့ကလှုပ်ခဲ့တဲ့လူတွေအတိုင်းပဲညနေ9နာရီမှအလုပ်သွားလုပ်တဲ့လူကိုလည်းအတူတူပဲပြီးတဲ့အခါမှာမနဲ့မိုးလင်းတဲ့ကနေအလုပ်လုပ်ရတဲ့ပုဂ္ဂိုလ်ကမကျေနပ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ငါတနေ့ကုန်မိုးတဲ့လေထဲမှာတစ်ချိန်လုံးအလုပ်လုပ်ရပြီးတော့ငါ့ကိုကြတော့အခုနောက်က9နာရီမှ1နာရီလောက်ပဲအလုပ်လုပ်ရတဲ့လူနဲ့ဒန်းတူရေတူပေးတာကိုငါမကျေနပ်ဘူးဆိုပြီးတော့မနဲ့မိုးလင်းတဲ့ကလုပ်ရတဲ့လူတွေကပြစ်တင်ညှဉ်းညူကြောက်လျှောက်တယ်တဲ့အဲ့ဒီခါမှာပိုင်ရှင်ကဘာပြောလဲဆိုတော့ငါကရက်ရောလုံးအားကြီးလို့မင်းကမနာလိုဖြစ်ရတာလားဆိုတဲ့အကြောင်းအရာလေးကိုဒီကနေ့ကြားခဲ့ရတာဖြစ်ပါတယ်ဒီပုံမှန်မလေးကိုချက်ချင်းကြည့်လိုက်တဲ့အခါမှာသင်နဲ့ကျွန်ုပ်ချက်ချင်းမြင်နိုင်တဲ့မြင်ကွင်းကဘာလဲဆိုတော့ဟုတ်တာပေါ့စပြည့်ချံပိုင်ရှင်ကမတရားဘူးမနဲ့မိုးလင်းကလောက်ရတဲ့လူကိုလည်းညာမိုးချုပ်တဲ့အခါမှာလာလောက်တဲ့လူနဲ့အတူတူပေးတာမဖြစ်သင့်ဘူးလို့ကျွန်တော်တို့တွေ့နိုင်တယ်ဒါပေမဲ့ဒီပုံပြင်အဖြစ်ပြက်လေးမှာကျွန်တော်တို့တူးစီကိုပေးတဲ့သင်ခန်းစာဖြစ်တယ်အဲ့သင်ခန်းစာကဘာလဲဆိုရင်ကျွန်တော်တို့အားလုံးမနဲ့မိုးလင်းမှလို့
9နိုင်မှလှုပ်လို့12နိုင်မှလှုပ်လို့3နိုင်မှလှုပ်လို့9နိုင်မှလှုပ်လို့လုတ်ပိုင်ခွင့်ရှိဖို့ဥယျာဉ်ခြံကပိုင်ရှင်ကခွင့်ပြုထားပြီးသားဖြစ်တယ်ဝင်ရေးဆိုင်ရာထောက်ရှုတဲ့အခါမှာကျွန်တော်တို့တူးစီကိုသခင်ခရစ်တော်ဟောကြားတဲ့တရားတော်လေးရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကောင်းကင်နိုင်ငံတည်လူနေပြီတဲ့နောင်တရကြလို့ဒီဖြစ်ပျက်လေးကိုနားလည်အောင်ဝေမျှရမယ်ဆိုရင် Major Seminary မှာနေတော့ကကျွန်တော်တို့ကိုဝင်ရေးဆိုင်ရာသင်ပေးတဲ့ဘုန်းကြီးတွေကမကြာခဏဗာပြောဘူးလေဆိုရင် brother တို့တဲ့ဘုန်းကြီးဖြစ်ရင်တဲ့အထူးသဖြင့်တေဝနေပါရောက်နေတဲ့ပုံကိုယ်တွေကိုတဲ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းချစ်ခြင်းနဲ့နောင်တတရားအကြောင်းတွေကိုပြောပြပါတဲ့ဘာဖြစ်လို့လဲဆိုရင်တေဂန်နီးလူတယောက်ဟာတဲ့ဘလောက်ပဲအပြစ်များနေပါလေစေနောင်တတရားနဲ့တည်တယ်ဆိုတဲ့အခါကျရင်သူ့ရဲ့အပြစ်တွေအတွက်စေးကြောပြီးတော့ညာလေကျင်းနေတာကမိုးကောင်းကင်ကိုရောက်ရှိနိုင်တယ်ဆိုတဲ့အချက်ကလေးကိုတွင်တင်ပေးလို့ဖြစ်ပါတယ်ဒါကြောင့်မို့ခရစ်တုသခင်၌ချစ်ခင်လေးစားပါတော့ပါသူတမမိတ်ဆွေပေါင်းတို့တင်းနဲ့ကျွန်ုပ်ဟာညနေ9 နာရီမှအလုံးလုံးခွင့်ရှိတဲ့ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာတော်ကိုခံစားရတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်ကျွန်တော်တို့ကမနက်ကနေလုတ်တယ်လို့ကျွန်တော်တို့ကကြွေးကြော်တယ်ဒါပေမဲ့ဘုရားသခင်ရဲ့မျက်မှောက်ရှိမှဘလို့မှပြေဝရဲဆိုတဲ့ပုဂ္ဂိုလ်တွေမဟုတ်ပါဘူးဘုရားသခင်ရဲ့တနာကျင်နာခြင်းနဲ့ချစ်ချင်းကိုပဲခံယူပြီးအသက်ရှင်နေကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့တူးစီရဲ့ဝင်ရသက်တာ၌ကျွန်တော်တို့အတွေးတည်ကျွန်တော်တို့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းချစ်ချင်းတွေကိုပုံမတွေးပြီးကိုဟာဘုရားသခင်ရဲ့ရှင်းမြတ်မောက်တော်၌အ ਨੇ ဆုံးသောကျေးဇူးတော်အသက်တာ၌ရရှိခံစားရခြင်းတဲ့ဘုရားသခင်ကကျွန်တော်တို့ကိုကြီးမားတဲ့ကောင်းမြတ်ခြင်းတွေနဲ့ဖြည့်ဆည်းနေတယ်ဆိုတဲ့အကြောင်းအရာလေးကိုကိုယ့်ရဲ့ဝင်ရသက်တာအတွက်ထောက်ရှုရင်းနဲ့ဒီနေ့အသက်တာမှာခရစ်ရှင်ကျေးဇူးတော်ကိုတောင်းခံကြရအောင်လို့အားလုံးကိုဖိတ်ခေါ်ပါတယ်အလုံးကျေးဇူးပြုမတ်တရလက်ဆုပန်ကြပါစို့